တော့မင်္ဂလာပါအခုမိကုန်းကအင်္ဂလိပ်မြန်မာစစ်ပွဲဘယ်နှကြိမ်ဖြစ်ခဲ့သလဲမြန်မာမွတ်စလင်တွေရဲ့အခမ်းကဏ္ဍပေါ့ပါဝင်ခဲ့သလားဆိုတော့အင်္ဂလိပ်မြန်မာစစ်ပွဲ3ကြိမ်ဖြစ်ခဲ့ပါတယ်ကုန်းမောက်ခဲ့ပေါ့ဘာကြီးတော်မင်းတရားလက်ထက်မှာတစ်ကြိမ်နောက်ပကံမင်းလက်ထက်မှာတစ်ကြိမ်နောက်ဆုံးကတော့နောက်ဆုံးမင်းပေါ့တီဘောမင်းလက်ထက်မှာတစ်ကြိမ်3ကြိမ်ဖြစ်ခဲ့ပါတယ်အဲ့တော့ဒီကဏ္ဍတွေမှာအစ္စလာမ်ဘာသာဝင်တွေပါဝင်ခဲ့သလားဆိုတော့အပြည့်အဝပါဝင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့နော်ကျွန်တော်တို့ပကံခေတ်ကလေးကအစ္စလာမ်သာသနာမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တယ်နော်နောက်တစ်ခါရောက်ရှိခဲ့တာကအာရဗ်တွေပါရှန်တွေအိန္ဒိယနယ်ဘွားတွေတာတာတွေနော်နောက်တစ်ခါအာဖဂန်တွေနောက်မလေးဘကနော်အရိယာဝင်လာတဲ့ပုဂ္ဂိုလ်တွေဒေသခံတွေနဲ့ပေါင်းပြီးတော့အဲ့တော့မြန်မာနိုင်ငံမှာကနော်ကျွန်တော်တို့ပတိလို့ခေါ်တဲ့အုပ်စုညီဒူးအကဘနောက်ကပန်းသေးပရှုစတဲ့အစ္စလာမ်ဘာသာကိုးဝယ်တဲ့လူမျိုးစုတွေတစားစားပေါ်ထွန်းလာခဲ့တယ်နော်ဒါတွေကမြန်မာတမိုင်းမှာအခိုင်အမာရှိနေပြီးသားပါဒီလူမျိုးတွေအဲ့တော့သူတို့တွေဟာတိုင်းပြည်မှာပထမမြန်မာနိုင်ငံတော်ပဲကြည့်ကြည့်ဒုတိယမြန်မာနိုင်ငံတော်ပဲကြည့်ကြည့်တတိယမြန်မာနိုင်ငံတော်ပဲကြည့်ကြည့်နန်းတွဲမှာနော်ကျွန်တော်ဗိုလ်မှူးတွေစစ်တီတွေတပ်ဖွဲ့လိုက်လည်းရှိတယ်အကြီးကဲတွေရှိတယ်တန်တမန်တွေရှိတယ်နော်နောက်တစ်ခါဒီကုံတယ်တွေဘရင်အတွက်တိုင်းပြည်အတွက်နော်ကုံတယ်ကြီးတွေရှိတယ်လယ်သမားယာသမားတွေလည်းရှိတယ်ဘာလို့ဆိုတော့သူတို့ကလုံမြေနဲ့နေမြေတွဲပြီးတော့တခါတည်းရှိခဲ့တာရောက်လာပြီးတော့ပြန်သွားတဲ့လူတွေမဟုတ်သူတို့ဒီမှာအခြေစိုက်ကြတဲ့အိမ်အောင်ကြတဲ့သားသမီးတွေမွေးတဲ့လုံမြေနဲ့နေမြေနဲ့မြန်မာနိုင်ငံကိုကျွန်တော်တို့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ1824မတိုင်ခင်ကလေးကမိမိရဲ့တိုင်းပြည်ဖြစ်အခြေချနေထိုင်ခဲ့ကြတိုင်းပြည်မှာလည်းကြာရတာဝန်ကိုခြေပြွန်စွာထမ်းရွက်ခဲ့ကြတယ်တော့တိုက်ပွဲမှာဆိုရင်ဗိုလ်ချုပ်တွေဗိုလ်မှူးတွေစင်တီအကုန်ပါတယ်နော်ပထမမြန်မာစစ်ပွဲကြီးဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘာကြီးတော်မင်းတရားလက်ထက်ပေါ့ဒါမဟာဗန္ဓုလသူ့ရဲ့ကဘာကလေးစားတဲ့ပုဂ္ဂိုလ်ကြီးပေါ့စစ်သူကြီးမဟာဗန္ဓုလသူ့ရဲ့ညာလက်ယုံကနေမျိုးကွန်ထရက်လို့ခေါ်တာဒါဗမာမွတ်စလင်ကြီးပါနော်ဟိုမှာရန်သူတွေရှေ့မှာတခါတည်းရဲသွေးပြနော်အဲ့တော့အလားတူအများကြီးရှိပါတယ်တက်တွေဆိုလို့ရှိရင်မြင်တက်ကြည်မလားတနတ်တက်ကြည်မလားနော်တော်တော်များများနာမည်ကြီးအကုန်ရှိတယ်နောက်ဆုံးဒီပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာမြန်မာတွေရှုံးသွားပြီမဲ့နောက်ဆုံးဘာကြီးတော်မင်းတရားကတိုက်ပွဲမှာရွှေချွန်ပါတဲ့သူတွေကိုစုပေးတယ်။မှာတက်သေးဆိုရင်ကျွန်တော်ရန်ကုန်မြို့ကန်တော်လေးမှာရှိတဲ့တချမ်းမဲ့ဗလီမြေနေရာပေါ့။ဒါကဘာကြီးတော့မင်းတရားကြီးကတိုင်းပြည်ပေါ်သစ္စာရှိခဲ့တဲ့ဗမာမွတ်စလင်တွေအတွက်ဥမာနော်ကျွန်တော်ဘုံမှုရွှေတိုင်းတို့ဘုံမှုရွှေမှိုင်းတို့သူတို့မေးတယ်ဘာလို့ကျင်လဲ။ဟာဘာမှမလိုပါဘူးဝတ်ပြုဖို့အတွက်နေရာလေးလှူပေးပါဆိုဒီနေရာကိုဘာကြီးတော့မင်းတရားကိုယ်တိုင်လှူပေးခဲ့တာပါတက်သေးပါနော်တိုင်းပြည်ပေါ်ဒီဟာတကယ်တမ်းကျတော့ဒီမြေနေရာဒီတခြားမဲ့ပလီစောက်ထားတဲ့နေရာဒီဘဝမွတ်စလင်တွေရဲ့တတိရှိမှုကိုပြခဲ့တာပါနော်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲမှာလည်းဒီတိုင်းပါပဲပကမင်းလက်ထက်မှာဂန္ဓာလိုက်အကုန်ပါခဲ့တယ်တတိယအင်္ဂလိပ်မြန်မာစစ်ပွဲဆိုရင်တော့နော်ဒါကတော်တော်များများသိပါတယ်ဥပမာဆိုရင်ဗိုလ်ချုပ်ဦးချုံတောင်တွင်းကြီးစစ်ကြောင်းချီတာဗိုလ်ချုပ်ဦးချုံဆိုတာဒါဘဝမွတ်စလင်စစ်ကြီးပါအဲ့ဒီတတိယအင်္ဂလိပ်မြန်မာစစ်ပွဲမှာဆိုရင်နော်အကျဉ်းဆုံးအဆိုးဝါးဆုံးစစ်ပွဲဖြစ်ခဲ့တာအထက်မင်းလှပါအဲ့ဒီမင်းလှမှာနော်ဒီနေ့တောင်မူကြီးဥဖို့ကာဆိုတာဒါကနော်ဘုံမှုဖို့ကာဆိုတာနော်တကယ်ကိုဘဝမွတ်စလင်ကြီးပါဒီနေ့ထိသူသားစဉ်မြေဆက်အခုထိရှိနေပါတယ်သူသားစဉ်မြေဆက်ကနော်အဲ့တော့ဒီတပ်ဖွဲ့လိုက်ပဲကြည်မလားတပ်ဖွဲ့လိုက်ဆိုတာမြင်းတက်လှန်တက်တနတ်တက်အဲ့ဒါပဲကြည်မလားနော်တအူးချင်းပဲကြည်မလားကဏ္ဍပေါင်းစုံမှာပါခဲ့ပါတယ်ဒီတိုင်းမဲ့ထောင်လိုင်းမှုတွေကြည်မလားဘယင်းတွေယုံကြည်လေးစားတဲ့ထောင်လိုင်းမှုတွေမွတ်စလင်တွေအများကြီးပါနော်အဲ့တော့ဘုံမွတ်စလင်တွေဟာနော်တိုင်းပြည်မှာအရေးကြုံတဲ့အခါမှာရှောင်နေတာမဟုတ်ပါသူကဏ္ဍနဲ့သူအကုန်လုံးအလုပ်လုပ်ခဲ့ကြတာဖြစ်ပါတယ်ကျေးဇူးတင်ပါ